ကဲကြက်သားတောချက်ဒီနေ့ကတော့တောချက်မှာတကယ်တောချက်ငပိလည်းမထည့်ဘူးငံပြာကြီးလည်းမထည့်ဘူးချက်သွန်နေနဲ့ငရုတ်သီးအပွားတောက်နဲ့ကြမ်းကြမ်းလေးအဖက်ကြမ်းကြမ်းလေးပေါ့ မြို့ချက်ကြီးပဲစားတော့တော့ချက်စား မြို့ချက်ပြီးပဲစားနေတာတောချက်ပြီးတော့အဲ့ဒါကိုစားစနွင်းအချို့မုတ်လေးနဲ့လုံးတယ်ငံပြာကြီးလည်းမထည့်ဘူးပြီးတော့စုံစည်းရထည့်ပါတယ်စီလေးကတစ်ပေါက်နှစ်ပေါက်နဲ့ပေါ့နော်အဲ့ဒါဒီနေ့တောချက်ကတော့ချက်မှာသာညချက်ပါမယ်တောချက်အရင်လွယ်ကူရိုးရှင်းတဲ့တောချက်ချက်သားတောချက်မဆလာတွေပါလေဆိုအဝေးသမင်းလေးတစ်ချောင်းပဲပါယုံလေးပဲပြစ်ထုတ်လိုက်တာငံပြာကြီးမသုံးဘူးငပိမသုံးဘူးစားလေးနဲ့ချုံမုတ်လေးတော့ထည့်ရပါတယ်ပြီးတော့စီလေးတစ်ပွင့်နှစ်ပွင့်နဲ့ကဲလုံးချက်ပါပြီတောချက်မြို့ချက်တွေရိုးသွားလို့ဟုတ်လားโอเคပါ